ကြီးမရဖို့အတွက်ပိတ်ထားတာမဟုတ်ဘူးဆိုတာကိုနားလည်စေချင်တယ်ဖယားကတကားဖွင့်ထားတိုင်းတင်ကောင်းကြီးရဖို့ဖယားလူတော်ရှိတော်ငါအတွက်တကားတွေဖွင့်ထားတယ်လို့လေအထင်မမှားစေချင်ဘူးဒါကြောင့်ဒီအရာကိုရှင်းလင်းစွာနားလည်ဖို့တင်းတက်တာမှာဘာလို့အဲ့တလဲဆိုတင်ဖယားနဲ့မှန်ကန်စွာအသက်ရှင်တလားဒါကအဆုံးဖြတ်ဖြစ်တယ်နားလည်နိုင်ဖို့ဖယားရှက်ကောင်းကြည့်ပေးပါစေဒါကြောင့်ဖယားလူတော်ရှိတော့ဒီတကားပိတ်ထားတာဖယားလူတော်ရှိလို့နော်ဖယားငါအတွက်ကြံစီပြီးရေချက်ရှိနဲ့ပိတ်ထားတဲ့တကားလားဒါမှမဟုတ်တကားဖွင့်ထားတဲ့ဒါဖယားလူတော်ရှိလို့ဖွင့်ထားတဲ့တကားလားဆိုတာကိုတင်နားလေဖို့ရအတွက်ကတင်းတက်တာမှာဘာလို့အဲ့တလဲဆိုကိုကဖယားနဲ့မှန်ကန်စွာအသက်ရှင်သလားဖယားအလိုတော်တိုင်းအသက်ရှင်သလားဖယားရဲ့စကားကိုနာခံပြီးတော့မှအသက်ရှင်နေသလားဆိုတာကိုကိုပြန်သုံးသပ်ဖို့အရေးကြီးတယ်တင်ဖယားရဲ့စကားကိုနားထောင်ခြင်းမရှိဘူးဆိုလို့ရှိရင်တော့နော်တကားဖွင့်ထားတယ်ပဲပြောလမ်းဖွင့်ပါတယ်လို့ပဲပြောလမ်းပိတ်ပါတယ်လို့ပဲပြောတင်းချတဲ့စကားကိုနားမထောင်မဲ့တင်လိုက်ရှောက်နေတယ်ဆိုရင်အဲ့ဒီကတင်းအတွက်နော်မားရင်းနဲ့ဖွင့်ထားတဲ့အရာတွေဖြစ်သွားနိုင်တယ်ဆိုတာကိုတတိယစီချင်တယ်